မင်္ဂလာပါရှင်အိတ်ချက်လက်ရဟင်းကောင်းလေးတွေအတူချက်ကြရအောင်နော်ဒီနေ့မှာတော့အာလူကတလက်လေးကြော်စားဖြစ်ပါတယ်ရှင်နိုးရင်းနေအောင်ပြုတ်ထားတဲ့အာလူလေးတွေကိုချင်းချက်သွန်ပြူလေးနဲ့မှွေတော့အောင်ထောင်းပေးထားလိုက်ပါတယ်ရှင်အာလူကစုပေါင်း25ချက်သားရှိပါတယ်ထောင်းမိသားအာလူလေးတွေကိုပဲစိမ့်မုတ်တစွန်းအကြောမုံ2စွန်းနဲ့ကြက်ဥတစ်လုံးဆက်ပေးထားလိုက်ပါတယ်ကြက်ဥနှလုံးဆိုရင်ပို့ပြီးတော့အနေတော်ပါတယ်ရှင်ကြက်ဥတစ်လုံးပဲဆက်လိုက်တော့ကြောတဲ့အခါမှာနည်းနည်းလေးတော့ခြောက်ပါတယ်ရှင်ဖားနဲ့ဟင်းခမုံလေးတွေလည်းထည့်ပေးထားလိုက်ပါတယ်ပြီးရင်ငရုတ်ကောင်းမုံလေးလည်းအုပ်ပေးထားလိုက်ပါတယ်ရှင်ပြီးရင်တော့စက်ထားတာလေးတွေကိုသမအောင်မွေပေးလိုက်ပါတယ်လက်လေးနဲ့ဖိနှိပ်ပြီးတော့တေးသေးချာချာလေးသမတော့အောင်မွေပေးထားလိုက်ပါတယ်ရှင်မောက်ခုလေးတွေကိုတော့ကိုလိုတလိုလေးပုံသွန်းပြီးတော့ကြော်ပေးထားလိုက်ပါတယ်မိုးကတော့ပပလေးပဲကြော်ပေးထားလိုက်ပါတယ်ဒါမှအသွန်းသားလေးတွေလည်းကျက်တော့အောင်လို့ပါမုံလေးတွေကိုအကျက်ညီတော့အောင်လို့ဟိုဘက်ဒီဘက်လှန်ပြီးတော့ကြော်ပေးထားလိုက်ပါတယ်ရှင်ခုလိုမျိုးမုံလေးတွေဟိုဘက်ရောဒီဘက်ရောရွှေအိုရောင်လေးတန်းလာပြီဆိုရင်တော့ရပါပြီရှင်အာလူကတလစ်ကြော်လေးနဲ့မနက်စာထမင်းပူပူလေးစားလိုက်တာထမင်းကတော့အပြောင်ပါပဲရှင်ခုလိုမျိုးလွယ်ကူတဲ့ဟင်းချက်နည်းလေးတွေအမြဲတမ်းပေးတော့မှာမို့အားပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်